တချို့လူတွေကဗျာဒီလားဖုန်းတော့ဝယ်နေကြတာဒီလားကိုဝယ်တဲ့ဖုန်းကအခွန်ဆောင်ပြီးသားလားမဆောင်ရသေးဘူးလားဆိုတာကိုအခုချိန်နေမစစ်တကြသေးဘူးအဲ့တော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဖုန်းဝယ်လိုက်တယ်စင်ကက်ထည့်တယ်ဖုန်းကိုဖုန်းကလိုင်းတက်တယ်ဆိုရင်ရပြီပြီးရင်ပြီးတော့ဆိုပြီးကျွန်တော်တို့ကဝယ်လိုက်တယ်အဲ့ဒီချိန်မှာကျွန်တော်တို့က IME ကိုမစစ်ပင်နဲ့ကျွန်တော်တို့ကအခွန်ဆောင်ပြီးပြီလားလည်းမသိဘူးအခွန်မဆောင်ရသေးဘူးလားလည်းကျွန်တော်တို့ကမသိဘူးပေါ့နော်ကိုဝယ်တဲ့ဖုန်းကစင်ကက်လိုင်းတိုင်းပြီးတော့ဆိုပြီးကျွန်တော်တို့ဝယ်လိုက်တယ်ဝယ်ပြီးတော့တလားလဲနေနေရောကိုရဲ့ဖုန်းကလိုင်းမတက်တော့ဘူးပေါ့နော်အခွန်မဆောင်ရသေးတော့ဟိုကကျွန်တော်တို့ဒီ CIR ကကျွန်တော်တို့ပိတ်လိုက်တယ်ပေါ့လေအဲ့ဒီအချိန်မျိုးမှာကျွန်တော်တို့ကဆုံးချုံမှုတွေအများကြီးရှိတယ်ပေါ့လေနော်အဲ့တော့ဒီနေ့ကျွန်တော်ကဒီကိုဝယ်တဲ့ဖုန်းကပေါ့နော်ကျွန်တော်တို့ကဒီအခွန်ဆောင်ပြီးပြီလားမဆောင်ရသေးဘူးလားဆိုတာကိုကျွန်တော်စက်တက်နည်းလေးကိုကျွန်တော်မျှဝေပေးလိုက်ပါတယ်ဒီဆိုကျွန်တော်တို့ကဒီကိုပေါ့နော်ထားပါတော့ကျွန်တော်တို့ဒီ Smart phone ပေါ့နော်ကျွန်တော်တို့ Smart phone ကိုကဒီအခွန်ဆောင်ပြီးသားလားအခွန်မဆောင်ရသေးဘူးလားဆိုတဲ့ဖုန်းကိုကိုကစစ်မယ်ပေါ့နော်အဲ့တော့စစ်မယ်ဆိုလို့ချင်းကိုကစစ်မယ်ဖုန်းကိုအရင်ဆုံးဒီဖုန်းခေါ်တဲ့ software ထဲကိုဝင်လို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ star check 06 check ဆိုပြီးရိုက်ချလိုက်ပါတော့ဒီမှာကျွန်တော်တို့ IME 1ပါတယ်ဒီမှာ IME 2ပါတယ်เนาะအဲ့ IME 1ကော IME 2ကောကိုကျွန်တော်တို့ကစစ်ကမယ်နှစ်ခုစလုံးကကျွန်တော်တို့ကပေးရှည်ပြီးဒါ IME တွေဖြည့်ရမယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ IME 1ကိုလည်းစစ်မယ် IME 2ကိုလည်းစစ်မယ်ကျွန်တော်တို့ SN နံပါတ်1စစ်စရာမလိုဘူးပြီးတော့ IME ID ကိုစစ်စရာမလိုဘူးဒါပေမဲ့ကျွန်တော်တို့ဝေတဲ့ဖုန်းက eSIM ရတယ်ဆိုလို့ချင်းကျွန်တော်တို့ EID နံပါတ်ဆိုတာပါတယ် EID နံပါတ်ကိုကျွန်တော်တို့ကစစ်ကမယ်ပေါ့နော် Okay ဟုတ်ပြီဒီဖုန်းကိုကျွန်တော်တို့ကအခွန်ဆောင်ပြီးပြီလားမဆောင်သေးဘူးလားကျွန်တော်တို့ကစစ်မယ်ပေါ့နော် IME 1ကိုကျွန်တော်စစ်ပြပါမယ်အဲ့တော့စစ်မယ်ဆိုတော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ browser ထဲကိုဝင်လိုက်ပေါ့နော် browser ထဲဝင်ပြီးလို့ချင်းကျွန်တော်တို့ကဒီအပေါ်မှာကျွန်တော်တို့ကဘယ်လိုရိုက်ထည့်မလဲဆိုတော့ကျွန်တော်တို့ဒီမှာ CEIR ပေါ့နော်ဒီမှာ CEIR.gov .mm ဆိုပြီးရိုက်ချလိုက်နော်ဒါမှ CIR.gov.mm ဆိုပြီးရိုက်ချလိုက်ပြီးလို့ချင်းကျွန်တော်တို့ enter ကိုခောက်လိုက်အဲ့ဒါဟောလို့ချင်းခုလိုမျိုးကျွန်တော်တို့ဝင်လာမယ်ပေါ့နော်ပြီးလို့ချင်းကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီမှာကျွန်တော်တို့ IME အခြေအနေကိုစစ်ပါပေါ့နော်ဒီမှာကျွန်တော်တို့ကဘာလုံးနှိပ်လို့ရရနော်ကဘာလုံးနှိပ်ကျွန်တော်တို့ language ပြောင်းတယ်နော်ဘာသာစကားပြောင်းတယ်ကျွန်တော်တို့မြန်မာလိုဘက်ကျွန်တော်တို့စစ်မယ်ဆိုလို့ချင်းကျွန်တော်တို့ဒီမှာမြန်မာပြောင်းနှိပ်လိုက်ပြီးလို့ချင်းကျွန်တော်တို့ကဒီမှာလက်ရှိအခြေအနေကိုစစ်ရဆိုတာကိုနှိပ်ပေါ့နော်ဒီမှာကျွန်တော်တို့က IME နဲ့ပဲထည့်ရမယ်နော်အဲ့ဒီမှာခုနကကျွန်တော်ပြောတဲ့ပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာ IME နံပါတ်တစ်ကော IME နံပါတ်2ကောကိုကျွန်တော်တို့စစ်ရမယ်ပေါ့နော် Okay ကျွန်တော်က IME နံပါတ်1ကိုကျွန်တော်စစ်ပြမယ်ပေါ့နော်ကျွန်တော်တို့ကိုစစ်ရှင်တဲ့ IME နံပါတ်ကိုအဲ့ဒီမှာထည့်လိုက် Okay ဒီမှာထည့် Okay ဒီမှာကျွန်တော်တို့ IME ထည့်ပြီးဆိုရင်နော် IME ကျွန်တော်ပြောတာကဒီမှာဒီတစ်ခွန်တင်းနေထိပဲထည့်ရမယ်နော်ကျွန်တော်တို့ကဒီမှာမြင်းဆောင်လေးရဲ့အနောက်ကနံပါတ်ကိုကျွန်တော်ထည့်ကြမလို့ဘူးနော် Okay ကျွန်တော်တို့ကဒီမှာ IME ထည့်ပြီးဆိုပြီဆိုလို့ချင်းကျွန်တော်တို့ဒီမှာ I am not report ကိုနှိပ်လိုက်နော်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ခဏဆောင်ပေးခုလိုမျိုးပေါ်လာရင်ကျွန်တော်တို့ကဒီမှာလက်ရှိအခြေအနေကိုစစ်မယ်ဆိုပြီးနှိပ်လိုက်နော် Okay ဒီမှာကျွန်တော်တို့ကဒီမှာပထမနေရာမှာလည်း mechanism ပေးရမယ်ပြီးတော့ဒီမှာအခွန်ပေးဆောင်ပြီးလည်းပေးရမယ်ဒီမှာခွင့်ပြုသူလည်းပေးရမယ်နော်ဒီနေရာမှာအခွန်မပေးဆောင်ရသေးဘူးလို့ဘာလို့အနေအောင်စာနဲ့ပြနေရင်ဆိုရင်ကျွန်တော်တို့ကဒါဒီဖုန်းကအခွန်မဆောင်ရသေးဘူးနော်ပြီးလို့ချင်းကျွန်တော်တို့ကဒီမှာဒီ IME နံပါတ်တစ်ခုတည်းကိုပဲကျွန်တော်တို့ကစစ်လို့မရဘူးเนาะနံပါတ်2ကိုလည်းအခုနကကျွန်တော်ပြောသလိုစစ်ပါနှစ်ခုစလုံးကအခုလိုမျိုးကျွန်တော်တို့ဖြစ်နေဖို့လိုတယ်ပေါ့เนาะတချို့ပုံတွေကရှိတယ်ကျွန်တော်တို့ IME 1ကတော့အခွန်ဆောင်ပြီးသား IME 2ကဒီ IME နံပါတ်2ကိုစစ်တဲ့အခါကျတော့ဒီနေရာမှာပေါ့เนาะကျွန်တော်တို့အခွန်မပေးချေရသေးဘူးဖြစ်နေတယ်ပေါ့လေเนาะအဲကြရင်လည်းကျွန်တော်တို့ကတတိထားပြီးဝယ်ပါအဲ့ဒါကတလနေလို့ရှိရင်ကျွန်တော်တို့ဒီ single နံပါတ်2အပေါက်ကကျွန်တော်တို့ line ပိတ်တာတွေပါတယ်ဖြစ်နိုင်တယ်เนาะဒီကလို့နံပါတ်1ကကျွန်တော်တို့ကဒီမှာအခွန်မဆောင်ရသေးဘူးဆိုနံပါတ်1ကတလနေပိတ်နိုင်တယ်နံပါတ်2ကအခွန်မဆောင်ရသေးဘူးဆိုလည်းနံပါတ်2ကပိတ်နိုင်တယ်เนาะဥပမာတစ်ခုကအခွန်ဆောင်ပြီးတစ်ခုကမဆောင်ရသေးဘူးဆိုရင်လည်းအဲ့ဒီဖုန်းကကျွန်တော်တို့ form ပြန်တင်ရပါမယ်form တင်တဲ့နေ့ကိုကျွန်တော်ပြပေးမယ်ပေါ့နော်အဲ့လိုဖုန်းနဲ့ကြာရင်ကျွန်တော်တို့ကလက်ရှိရှင်မှာတော့ single နံပါတ်တက်မယ်ပေါ့နော်ဒါပေမဲ့တလားလောက်နေရင်သူကကျွန်တော်တို့ကိုတကက်ပိတ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဖုန်းဝယ်တယ်ဆိုရင်ကျွန်တော်တို့ကဒီ IME နံပါတ်ကိုစစ်ဆေးပြီးတော့အခွန်ဆောင်ပြီးပြီလားမဆောင်ရသေးဘူးလားဆိုတော့ကျွန်တော်တို့စစ်ဆေးပြီးဝယ်ကြပါဒီမှာကျွန်တော်တို့ IME နံပါတ်1ကိုလည်းစစ်ဆေးဖို့လိုအပ်တယ် IME နံပါတ်2ကိုလည်းကျွန်တော်တို့စစ်ဆေးဖို့လိုအပ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့က eSIM ရတယ်ဆိုရင်ဒီနားမှာကျွန်တော်တို့က EID နံပါတ်ဆိုတာပါပါတယ်အရှိကြီးပါအဲ့ဒီနံပါတ်ကိုလည်းကျွန်တော်တို့ကစစ်ဆေးပြီးဝယ်ဖို့လိုအပ်ပါတယ်ကိုက line တိုင်ပြီးတော့ဝယ်လိုက်လို့ရှိရင်ကိုရဲ့ဖုန်းကတလားနေရင် single line မတက်တော့တာတွေဘာတွေဖြစ်နိုင်ပါတယ်เนาะအကြံတင်တာမှုတွေအများကြီးရှိပါတယ် Okay အားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်စီမှာဖုန်းအယောင်းဝယ်လေးတက်ပြုလုပ်နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ